이거 이미 저게 내가 그 어때 내 이게 가나 와고 그래 소리 제가 또 가세네 이 잉글리시 교리 하고는 교리 하고 나타오게 파리에서 가자로 사루 마루 아세스 의야 시게 말해서도 자료 아따서는 하고 너 잉글리시 따서는 하고 이သူရဲ့အတားကြီးဒါသာပေါ်လေးယူပြီးလေမမှာဟုတ်တယ်မလားလေးယူပြီးမမှာတဲ့ခါကျတော့လေးယူပြီးမမှာတဲ့ခါကျတော့အချက်ချက်တွေသူတို့ပြောတဲ့ဆရာတို့ကမသိတဲ့ခါကျတော့သူတို့ပြောတဲ့ဟာနားမလည်တော့ဟုတ်တယ်မလားသူတို့ပြောတဲ့နားမလည်တော့ဘာလို့ကိုတင်ထားတဲ့ကိုတာထားတဲ့ပညာကသူတို့အင်္ဂလိပ်တွေပြောတဲ့ဟာကတားကြီးကိုကွာလို့ဟုတ်တယ်မလားကွာလို့တဲ့ခါကျတော့သူတို့ပြောတဲ့အားလည်းကိုကနားမလည်တော့လိုက်လည်းနားမဆော်နိုင်တော့နော်ဆိုတော့အဲ့ဒီချက်အခြေခါကျတဲ့အားကိုဆရာဒီနေ့အားဒီစပြီးတော့ဒီပြီးမယ်နော်အဲ့ဒါပါလဲဆိုရင် I want to sound like a native speaker အဲ့လိုဖတ်လို့မရဘူးဆရာကဒီဆရာကခံစားချက်တွေဖြစ်ပါ feeling တွေဖြစ်တကယ်ပြောနေတယ်လို့ I want to sound like a native speaker I want to sound like a native speaker ဆိုတော့ပထမနမနာဖတ်ပြလို့ကအဲ့ဒါဆရာတို့ဖတ်တယ်လို့ဟုတ်တယ်မလားဆရာတို့ဖတ်တယ်ဘာမှမဆိုင်ပါဘူးဒီကဟုတ်တယ်မလားအဲ့ဒါအမေရိကန်နိုင်ငံကဘယ်လိုနားလည်မှာလဲနားမလည်ဘူးဟုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှားတွေဆိုပြီးဥပမာနေတဲ့ RAIN rain ဆိုတဲ့စကားလုံး rain ဆိုဒီသူဒီအင်းဆိုတဲ့ဒါတရနဲ့ပေါင်းထားပေါ့ ra ဆိုတဲ့ဒီနဲ့အင်းဆိုတဲ့တရနဲ့ပေါင်းထားပေါ့ကျွန်တော်တို့အဲ့လိုထင်တာ rain ဆိုပြီးတော့မှန်ကသူကအင်းဆိုတဲ့တရက English မှာမရှိဘူးသူ့စာဘာပဲရှိတယ်ဆိုရင် A ပဲရှိတယ်အဲ့တော့ dictionary မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ A ဆောင်းနဲ့တွေ့မယ်အဲ့ဒါဒီ rain မဟုတ်ဘူး rain ဟုတ်ပြမယ် S M A R T ဘယ်လိုဆက်ဖတ်မလဲတော်တော်များများကတော့ smart လို့ဆက်ဖတ်ကြတယ် smart မဟုတ်ပါဘူး smart သူဒီအားဆုံးနဲ့ဆိုတာ smart အားဆုံးsmart ဆိုငါတို့ဘယ်လိုဖတ်ရဲသမားငါတို့သမားတာလေဟုတ်မလား